Adhanaroni Mithamaya Nasanakuni, Kosa Tagri Tampuya, Konasevini, Yadulavi Chodoye, Yangonda, Yangarata Mune, and now by Yakwe, Kando Green, Sisangalam Nidasu. Isna Jayok, Sisangala Midasu, Tamayo, Wagawa, Sanlam Din, Atudia, where Gypsy Sin, Jimba Pilo Adi, Yauya, the mother and Kana way, Hoja Ado, Daman Daranan Gisami, David, Yadi Danado, Tigrinia, the mother, Shibo, other games in Amia. Mahagaruna go Ayam Duga, Tiju Paso Ado Wanadavanama Adida Gata Yusu Uzo Jimshin Satinya Yaham Yoga Godi, Hibia Bemi, Yangalangarondo, Dido Garani Kirangado Loka Hidaya Nato, Namo Mahagarunika Dada Yona Viniya Yaswa Tadawai Chanda Siva Dula Donda Gopal Kadache Nata Minya Cheshino Yakayadi Kapagodi Hiji Grigava Ayika Techaruche Nole Abe Meyan Yitwe Dainda Pobya Jema Maswala Malo Kalale Adi Chi Dainigo Shijalo Kalapalo Loga Idaya Tata Loga Jusiva Loga Adido Garani Osa De Chile Inga Mita Jima Tamita Nendratazani Suninigu Jadita Wegale Sukalum Kayeno Murogo Karondo Payapsi Yanjitan Joko Akako Yadi Shivi Kira Lechim Yellow at that sound Nalo Sewa Guru Ipemanendo Kadowa Danan Jivanya Swa Yodo Mugaya Shalivi Mahagarunika Tadawamya Yaweta Gedo Tanachike Magaruna Sim Chidodo Tadana Tadawiniyamya Swa Tadawai Chanda Siva Dola Donda Homa Ukalavi Nata Ninya Tushino Yakaya Namo Yudi Byong Byong Mangolio Kero Yuju Shikojindi Atuga Wedu Sinzimati Chipazi the D Kamantaranan Gisami Debe Oyido Gurabada Vandurosini Taranagam Saudi Rai Kamantaranan Gisami Suram Soja Idayadi Dane Guvayano Debe Roti Valime Todo Jide Vidnete Debe Tigoya Tiganina Kamandarana Gisami Debe Jeshinja Ira Puriyo Home Tamasura Sagaloma Paribadama Pashida Salochelo Yamalu Biomesli Tabawa Kaya Tilu Debeya Tamasura Bavadiyama Yidu Udiya Kama Paisaina Mahobu Nobajima Shida do unknown at the side at the Bavadiyama Tilubiola, no?
ဘာဝတရားဆိုတာအမျိုးမျိုးရှိတယ်နောက်ပိုင်းကျတော့သဘာဝတရားကိုအစဉ်အဆက်ခွဲခြားပြီးတော့ဘုန်းကြီးတို့ရှင်းလင်းပြီးဟောကြားရတယ်ဓမ္မန္တရဏကိစ္ဆာတိဓမ္မကိုကိုယ်ဝေရာပူရိစိကပ်ပါれဒီလိုဆိုကြအဲ့တော့ဓမ္မကိုကိုယ်ဝေရာပူရိစိကပ်တယ်ဆိုတာပါဇက်ကဆိုရုံနဲ့ဓမ္မန္တရဏကိစ္ဆာမိကိစ္စပြီးသွားလားဘယ်လိုအဓိပ္ပာယ်ရောက်မှဘယ်တိုင်းတာအချိန်မှဓမ္မန္တရဏကိစ္ဆာမိဆိုတာပြီးဆုံးမလဲဆိုတာဘုန်းကြီးတို့မသိတယ်ဘူးလားသိတယ်ပါဗျာသိတယ်နဲ့ကြည်မြတ်စွာဘုရားကဓမ္မကိုဟောတယ်ဆိုတာဓမ္မဟာဖျားပွင့်မှဒီသဘာဝတရားတွေပေါ်လာတာမဟုတ်ဘူးရှင်းတုန်းကဒီသဘာဝတရားတွေကရှိနေတယ်အမြဲတမ်းရှိနေတဲ့မှန်ကန်တဲ့သဘာဝတရားတွေထိုမှန်ကန်တဲ့သဘာဝတရားတွေဟာထူးခြားတဲ့အသိဉာဏ်ရှိတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်မျိုးပေါ်လာတဲ့အခါကျလို့ရှိရင်ထုတ်ပေါ်ရှင်းပြတယ်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်မပေါ်လို့ရှိရင်ဓမ္မရဲ့အဓိပ္ပာယ်ကိုပြည့်ပြည့်ဝဝရှင်းပြနိုင်တာမဟုတ်ဘူးတဲ့ဗုဒ္ဓဘာသာနဲ့ဓမ္မကိုပြည့်ပြည့်ဝဝရှင်းပြနိုင်တယ်သို့သောဓမ္မဆိုတာလောကကြီးမှာအမြဲရှိနေတဲ့ the law of nature သဘာဝတရားကြီးတစ်ခုပြောနော်အဲဒီ the law of nature ဆိုတဲ့တကယ်သဘာဝတရားကြီးကလောကမှာရှိနေတယ်ယံခါမောမဲ့ပုဂ္ဂိုလ်မရှိရင်တိမ်မြုပ်သွားတယ်ဖောမဲ့ပုဂ္ဂိုလ်ရှိရင်ထွက်ပေါ်လာတယ်ဒါကြောင့်မလို့မြတ်စွာဘုရားကဓမ္မကိုသူကတီထွင်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအဓိကတောခောမြာယံဓမ္မောခံဘီရောတုတ္တောမြတ်စွာဘုရားကဓမ္မကိုတွေးရှိတာဖြစ်တယ်မြတ်စွာဘုရားကဓမ္မကိုဖန်တီးသူမဟုတ်ဘူးပါလေတွေးရှိတနည်းအားဖြင့်ပြောတယ်တွေးတယ်ဆိုတာသိရှိသူဒါကြောင့်လို့ဗုဒ္ဓဆိုတဲ့စကားလုံးကဘုဇတိတိဘုဒ္ဓဘုရားဆိုတာဘာလို့အမှန်တရားကိုသိရှိသူလို့အဓိပ္ပာယ်ရတယ်နော်ဟုတ်ပါဘူးသမန်သိတဲ့ပုဂ္ဂိုလ်တရားကိုဘုရားလို့မခေါ်နိုင်ဘူးအမှန်တရားကိုပြည့်ပြည့်စုံချင်းချင်းမရှိအာရုံပြည့်ပြည့်စုံသိတဲ့ပုဂ္ဂိုလ်သာနဲ့ဗုဒ္ဓဒါကြောင့်မလို့သရဏဂုံ၃ပါးမှာဒီဓမ္မကိုထုတ်ဖော်ပြီးတော့ဟောပြောနိုင်တဲ့ဓမ္မကိုတွေးရှိတဲ့ပုဂ္ဂိုလ်ဓမ္မန္တရဏံကိစ္စဗုဒ္ဓံတရဏံကိစ္ဆာမိမှတ်တယ်လို့ဆိုပြီးတော့အဲ့ဒီပုဂ္ဂိုလ်အရှင်မြတ်တွေးရှိတဲ့တရားကိုဓမ္မန္တရဏံကိစ္ဆာမိလို့ဒီလိုဆိုတယ်အဲ့ဒီမြတ်စွာဘုရားတွေးရှိတဲ့တရားဓမ္မတွေကိုလက်တွေ့ကျင့်သုံးလို့ပေါရောက်အောင်မြင်သွားတဲ့အဖွဲ့အစည်းတရားကိုအံကံတရဏံကိစ္ဆာမိလို့ဒီလိုမှာနော်ဟုတ်ဒါကိုပဲယရဏသုံးပါးလို့ triple chain လို့ဒီလိုပြောဆိုကြတယ်ယရဏသုံးပါးသရဏဂုံသုံးပါးလို့လည်းပြောကြတယ်ဒီဘုရားဆိုတာဓမ္မကိုသိတဲ့ပုဂ္ဂိုလ်ဘုရားဓမ္မဆိုတာဘုရားကတွေးရှိလို့ဟောပြောထားတဲ့အမှန်တရားဒီအမှန်တရားဒီမြတ်စွာဘုရားပွင့်သည်ဖြစ်စေမပွင့်သည်ဖြစ်စေလောကမှာရှိနေတယ်သို့သောဟောထုတ်မဲ့လူမရှိလို့ရှိရင်ပေါ်လာလို့ရုပ်နေဆိုပါတော့လောကမှာရှိတဲ့စိတ်တွေကြောက်တွေဆိုတာမြေကြီးထဲမှာမရှိဘူးလားရှိပါတယ်ဗျာအေးမြေကြီးထဲကနေတူးဖော်ပြီးတော့ဖော်ထုတ်တဲ့ပုဂ္ဂိုလ်မရှိလို့ရှိရင်စိတ်ဆိုတာတွေ့ရပါမလားတွေ့ရပါဗျာတွေ့ရသို့တော်လည်းမတွေ့တာသာရှိတယ်ငကောကရှိနေတာလားလူတွေလောက်တာလားငကောကရှိနေတာပါဗျာငကောကရှိနေတာစိတ်တို့ရွှေတို့ကြောင့်ရဲ့ယရနာတွေဆိုတာသူ့တဘာဝသူဖြစ်နေတာလေလူတွေကရှာဖွေတွေးရှိပြီးတော့အသုံးချနေကြတာမဟုတ်လား
Any time, Dhamma Sura, Buddha Vyasa, Photo Video, Pay to Dhamma Sura, Mola. Buddha Vyasa, Dhamma, Kandi Beda, Mahobu, Tanahu, the Dhamma, the Padama, Final Mahobu. Luda de final mahobu, Jamari final mahobu, Nati final mahobu. Velu view, Vendagama final mahobu. Okay. Tabawa de Asura, Nagorega, Ashitaya. Natija the Rajam, Tozawa de Awa, Yekwe Putaja. Tire Pogo Yaga, Chendoya, Natire Pogo Yekwe Putaja. The our bottom and a Boguli, Taman Boguli, the bottom and Rude. Late Chine, Gavada de Carapalo, Bagami Shido, two child, Dina, Yashi, the Bogu, Yanyo, Ratan, and Horikamau, bottom and Photo like the Yanga Leve Shapa Pesi Sura, Luran Tona Mama. Yedana Sura, Atulan, Toraba, Tatana, Kubu Kayana, Yedana. The Matsura, like Kubu Kayana, the Kadari, they knew the Gaga, Kavabom, Yacha, or they knew the Yoga, Kavabom, Yasa, they knew it. So I look, keeping around Yasa, Alan Jawaya. Tumida Shelley, Piari Kandona, when no get keeping around Yasofia. 20 grams of Yama, Twishide, Tama, Titama. Titama would depend on Yasofia, bigger. Bigger the down to kick around on Yasofia, Titama or Fobio, someone like that. Kiti Wong Yasa, Lotadwariha, Mandia, Chuchisu, Kansato Chaya. Though the dependent on Yasa, they are pretty much Sandore Kajano. Hori Tamadi, the Shiri Pyokwe Dalida, Kavabam Roja of Pyokwe Nore Suda, Daida, Mashidu, Atin Chia, she dreaded me on Jan Yawa, Hori Tamak. Tamak Pyokwa, okay. A secret candidate, the marrow, a view what Tibo, the Sondazano, they are allowed to do only one for the chicken, the Sondazano, the Tijade, to the Pili Wawa, Tamasura, Medina Yahu. The lockdown motion is a Senachi or no. Tamachi solution, whether they look only that, and the Tamaka. Keeping around Yasofia, when feeding now, Savava, a thing chain, no meeting now. Mingala Yasofia, what? Harry Payana Sujan. The get Simon there, true child, Tama, Jopper. Jopper, Taman Gisami. Tamadi da Gowaya Sura Mashike Mandaya Madija the Rajam Amandaya Tebi Mayana Lekan Tino Dohayo de Boguri Yamyazam Shi The Mandaya Piwa Madia the Rajam Tidala de Chendo Logama Chana Dukaya Todo Una the and look on so that Sen Miaja. No. He demanded sons of Jack and Nelson, O Jin, Arjun, the Jin Sure. He assembled Joanna and Matama, piece of the Pure. Very assembly of them, so I look. The Demago Jin only the County Roa Yame, Yuji Yame, Napi Yame, Jamaji Yame, he sent you ready your teacher. Ujina said, Tijin Sure, Tandaya Lucy, like Lumia Piro. Not so much, Tamra Yene, Yago Sure, Tamana Yamu, Dijano, and a job.
ပြောက်ွယ်နေတာကကဘာပေါင်းမြောင်များစွာပြောက်ွယ်နေတာမင်္ဂလာမြတ်စွာဘုရားဖွင့်တော်မူတဲ့အခါကျတော့ဟောဒီဓမ္မကိုပြန်ပြီးတော့ထုတ်ဖော်လိုက်တယ်ဒါကြောင့်လို့ဓမ္မဆိုတာသဘာဝအရှိတရားတွင်တွေ့ကြောင့်လို့ပဲသဘာဝအရှိတရားတိမ်မြုပ်နေတဲ့တရားအဲ့ဒီတိမ်မြုပ်နေတဲ့တရားကိုအသိဉာဏ်ရှိတဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်မျိုးကသာနဲ့ထုတ်ဖော်ဟောကြားနိုင်တယ်ဖြစ်ပြီးပါပါအဲ့ဒီလိုထုတ်ဖော်ဟောကြားလိုက်လို့ထိုဓမ္မကိုအပြည့်အဝကျင့်သုံးလိုက်ရပြီဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ရဲ့ရရှိတဲ့အကျိုးကျေးဇူးဟာအမတန်မှထူးခြားပြီးတော့အံ့ဩဝါရကောင်းတဲ့အကျိုးကျေးဇူးတွေကိုရရှိရတယ်ဒီကောင်းပြီအဲ့တော့ဓမ္မတရဏံကိစ္ဆာမိဓမ္မဆိုတာဒုံလဘဌာနတွေ့ဖို့အလုံးလုံးခဲတဲ့အရာပါလားဒီကောရမမြတ်စွာဘုရားအလောင်းတော်ဒီပင်ကရာမြတ်စွာဘုရားလက်ထက်ကနေပြီးတော့ဘုရားစုပန်လို့ဘုရားအဖြစ်ရောက်ဖို့အတွက်ပါရမီဖြည့်ကျင့်လာလိုက်တာမရေမတွက်နိုင်တော့အောင်ကြာတဲ့အခါမှာ၄ခါကျုံတယ်အဲ့ဒီ၄ခါကျုံတာကို၄အသိချေလို့ခေါ်တာနော်ဟုတ်မရေတွက်နိုင်ဘူးကဘာပေါင်းမလို့ဆိုရေတွက်လို့မရတာ၄ခါကျုံတယ်ရေတွက်လို့ရတာကတသိန်းပေါင်းလိုက်တော့၄အသိချေနဲ့ကဘာတသိန်းလို့ဒီလိုပြောတာကဘာပေါင်း၄အသိချေနဲ့တသိန်းမရေမတွက်နိုင်တဲ့ကဘာပေါင်းကိုက၄ခါကျုံနေရခေါင်းကတော့ကဒီပင်္ဂလာမြတ်စွာဘုရားနဲ့မင်္ဂလာဘုရားကြားမှာဒီပင်္ဂလာမြတ်စွာဘုရားနဲ့ကောတိညမြတ်စွာဘုရားကြားမှာတသိန်းချေကောတိညမြတ်စွာဘုရားနဲ့မင်္ဂလာမြတ်စွာဘုရားကြားမှာတသိန်းချေသောဘိဒမြတ်စွာဘုရားနဲ့နာရကမြတ်စွာဘုရားကြားမှာတသိန်းချေအနောမတတိမြတ်စွာဘုရားနဲ့ဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားကြားမှာတသိန်းချေလို့ဆိုပြီးတော့အသိန်းချေ၄ခါကျုံလိုက်အဲ့ဒီ၄ခါကျုံနေတဲ့အချိန်မှာဓမ္မတွေဟာပျောက်ကွယ်နေတယ်လို့ပြောရှိပါဟုတ်ကဲ့ဓမ္မတရဏံကိစ္ဆာမိလို့ဒီလိုရစ်ဆိုနေကြတဲ့ဓမ္မမျိုးဟာပျောက်ကွယ်နေတယ်ဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားရဲ့ဒီဘက်ကျတော့ကဘာတသိန်းဘုရားရဲ့အဆူယူပွင့်ပြီးအလုံးပေါင်းလိုက်တော့24စုပေါ့ဂေါရဝမြတ်စွာဘုရားမတိုင်ကတ္တဝမြတ်စွာဘုရားထိ24စုဂေါရဝမြတ်စွာဘုရားထည့်လိုက်တဲ့အခါကျတော့25စုဒီပင်္ဂရာမြတ်စွာဘုရားနဲ့တူတူပွင့်တဲ့ဘုရားက3စု25စုတဲ့ကို3စုပေါင်းလိုက်တော့28စုအဲ့ဒါကို28စုဘုရားဆိုပြီးတော့ပူဇော်နေကြနော်ကောရဝမြတ်စွာဘုရားဓာတိခံနေတာက24စုရှိတယ်။အဲ့ဒါဘုရားလောင်းနေတဲ့ဂျုံတွေ့ခဲ့တာ24ပါးပဲဗုဒ္ဓဆိုတာကိုတွေ့ခဲ့ရတယ်။ဒီအသင်္ချေနဲ့ကဝတသိန်းကာလမှာ24ပါးပဲတွေ့ခဲ့ရတယ်။ဘယ်လောက်နေကြည့်ပေါ့နော်။အဲ့ဒီ24ပါးဒီလာတဲ့ဟောဒီဓမ္မကိုထုတ်ဖို့ဟောကြားနိုင်ခဲ့တယ်။ကျန်တဲ့ပုဂ္ဂိုလ်ရဲ့ဓမ္မပြည်ပြီးဘွားတို့ဟောကြားနိုင်တယ်မရှိဘူး။ဒါကြောင့်ဒုံလဘထသနာတွေ့ဖို့ကြုံဖို့အလုံးခင်းနေလို့ဒီလိုသေးတယ်တော့ဒီကောင်းကြီးဗုဒ္ဓဆိုတာဓမ္မကိုသိသူဓမ္မဆိုတာသူဗုဒ္ဓသိတဲ့သဘာဝတရားတန်ခါဆိုတာသူဓမ္မလက်တွေ့ရှင်းသုံးနေတဲ့အဖွဲ့အစည်းတွေရဲ့ပေါင်းလိုက်လို့ရှိရင်ဒါကိုယရဏ၃ပါးလို့ခေါ်ကြတယ်။အဲဒီယရဏ၃ပါးတွေကဘုရားကိုကိုးကွယ်လူတွေဘုရားကိုကိုးကွယ်ဘာရည်ရွယ်ချက်နဲ့ကိုးကွယ်ရမလဲ။ဘုရားကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာရည်ရွယ်ချက်မှန်ကန်ဖို့အမှန်တမ်းအရေးကြီးတယ်။ဒီဘုရားကိုကိုးကွယ်တယ်လို့ဆိုတဲ့နေရာမှာရသော်ဘုရားကိုကိုးကွယ်တာစီးပွားတက်ချင်လို့ကိုးကွယ်တာရှိတယ်။ကြောက်လို့ကိုးကွယ်တာရှိတယ်။တစုံတစ်ခုကြောင့်ကာကွယ်လုပ်ချင်လို့ကိုးကွယ်တာရှိတယ်။အသုံးချလို့ရေကိုးကွယ်တာရှိတယ်။အ
မျိုးစုံပေါ့လေအဲ့ဒီလိုကိုယ်ွယ်ကြတဲ့တည်းပဲတကယ်ကိုယ်ွယ်လိုက်တာကမှန်ကန်တဲ့စိတ်ထားဘယ်လိုထားရမှာလဲဆိုဘုရားဆိုဒီမှာတဲ့ဒီနေ့တဏ္ဍာမှာကြာရောက်လာမဲ့မကောင်းကျိုးတွေကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေကိုဖယ်ရှားပြီးကောင်းကျိုးချမ်းသာကိုလမ်းညွှန်ပြလို့ကိုယ်ွယ်တယ်ဒီလိုနည်းနဲ့ကိုယ်ွယ်ရအာဟိတာသနိဝတ္တနေနအကျိုးစီးပွားမဲ့တွေကိုဖြစ်စေတတ်တဲ့အရာတွေကိုဖယ်ရှားတယ်ဘယ်လိုဖယ်ရှားတော့ဖြစ်ရင်မင်္ဂလာတုတ်မှာမြတ်စွာဘုရားကပါဟောတော့အတေဝနာသပါဠနာဟောလူမိုက်လူမပေါင်းနေအသိဉာဏ်မရှိတဲ့လူမိုက်တွေကိုလည်းဆရာမတင်နဲ့လို့ပြောဆရာတင်လိုက်ရင်ဒုက္ခရောက်သွားတယ်ဒါကြောင့်မလို့မတင်နဲ့လို့ဆိုတာအတေဝနာသပါဠနာဘာလို့မပေါင်းတဲ့ဆရာအဖြစ်မကိုးကွယ်နဲ့လို့ပြောလိုက်တာနဲ့ကိုယ်တဏ္ဍာမှာဘာလို့ဆရာတင်လိုက်လို့ဒုက္ခရောက်တဲ့အကျိုးမဲ့ဖြစ်မဲ့အရာတွေဖြစ်ပါအောင်မလားဖြစ်နိုင်တော့ဒီအဲ့ဒီနည်းနဲ့ဖယ်ရှားပေးဒီဘုရားမြတ်စွာဘုရားကသာမန်လူတွေကကြည့်မယ်ဆိုလို့ရှိရင်ခုခေတ်မှာဆိုလို့ရှိရင်ဘုရားဆိုရင်ကဲတင်တဲ့ဘုရားကဲတင်တယ်ဆိုတဲ့အတိတ်ပဲကနေပြီးတော့အေးမင်းဘာတွေလုပ်တော့ဘုရားကိုဒုထောက်တောင်းပန်လိုက်လို့ကိုးကွယ်လိုက်လို့ရှိရင်ငါကိုယ်တော်မြတ်ကမင်းကိုကယ်မယ်လို့ဒီတိုင်းဆွဲကယ်လို့လောကမှာရနိုင်သလားလို့လက်တွေ့နဲ့ကြည့်လို့ဆိုရင်ရမှာမရှိပါဘူးဟုတ်ကဲ့ကယ်တယ်ဆိုတာမြတ်စွာဘုရားကဘာနဲ့ကယ်တာလဲဆိုတော့ဓမ္မကိုကျင့်သုံးစေခြင်းဖြင့်ကယ်တာမြတ်စွာဘုရားကနေတခါတည်းတကူနဲ့အစွမ်းပြပြီးတော့ကယ်တာမျိုးမဟုတ်ဘူးဟုတ်ကဲ့ဘုရားကတကူပြပြီးဆင်းရဲဒုက္ခရောက်နေတဲ့လူကိုဆွတ်ထုတ်သွားတာမဟုတ်ဘူးဓမ္မကိုကျင့်သုံးစေတာအဓမ္မကိုရှောင်ရှားစေတာအဲ့ဒီနည်းနဲ့ကယ်တယ်လို့သူတို့ပြောတယ်အဲ့ဒီနည်းနဲ့ဟာလက်တွေ့ချတဲ့ကယ်တယ်နည်းအဲ့ဒီနည်းနဲ့မဟုတ်ဘဲနဲ့ငါဘုရားကိုကိုးကွယ်ရင်မင်းတို့အကုန်လုံးဆင်းရဲဒုက္ခကလွတ်စေလို့ဆိုတဲ့နည်းနဲ့ကတော့ဒါလုံးဝလောကကြီးမှာဖြစ်နိုင်တာမရှိပါဘူးယုံကြည်တာပဲရှိကောင်းရှိတယ်ဖြစ်လာတာမရှိပါဘူးဟုတ်ကဲ့အေးဒါကြောင့်မလို့ကြည့်လေလူတွေယောဂဖြစ်တော့ဘုသူစီသွားကြဆရာဝန်စီသွားဆရာဝန်စီသွားတော့ဆရာဝန်ကဘာပြောဘာပေးတော့ဆေးပေးယောဂပြောင်းအောင်ပါတော့ဆရာဝန်စီသွားတာနဲ့ယောဂပြောင်းသွားလားသို့မဟုတ်ဆေးတော့မှပြောင်းတာလားအေးအဲ့ဒီတိုင်းပဲမှာဘုရားကိုးကွယ်တယ်ဆိုတာအဲ့ဒီတိုင်းပဲမှာဆေးတော့မှယောဂပြောင်းတာလို့တရားကျင့်မှဒုက္ခအလွတ်ဒီတရားတိုင်းလိုက်နာမှဒုက္ခကလွတ်ဘုရားကိုကိုးကွယ်နေုံနဲ့ဒုက္ခကတော့မဟုတ်ဘုရားကိုးကွယ်တယ်ဆိုတာကလည်းပဲဘုရားကိုကိုးကွယ်မှုကိုအကြောင်းပြုပြီးတော့ကုသိုလ်စိတ်မဖြစ်ဘူးလားဖြစ်ပါရဲ့ဗျာအဲ့ဒီကုသိုလ်စိတ်ဟာလည်းဓမ္မကိုကျင့်သုံးတယ်လို့ပြောလို့ရတယ်ဟုတ်ကဲ့ဘုရားစကားနားထောင်လို့ရှိရင်လည်းဓမ္မကိုကျင့်သုံးတယ်လို့ပြောလို့ရတယ်စိတ်တောက်တာနဲ့တူတူပဲလို့ပြောအောင်သို့တော့ဒါကအခြေခံလေးလောက်သာရှိတာဟုတ်တကယ်လည်းတွေ့ကျင့်သုံးရမှာတော့ကိုယ်ကိုယ်တိုင်ကျင့်ရမယ့်တရားတွေကိုပြည့်ပြည့်ဝဝကျင့်သုံးမယ်ဆိုလို့ရှိရင်ဓမ္မကိုကျင့်သုံးခြင်းကြောင့်ပါလေဆင်းရဲဒုက္ခကလွတ်မြောက်တာဓမ္မတရဏဂစ္ဆာမိမလုပ်ဖဲနဲ့ဗုဒ္ဓတရဏဂစ္ဆာမိတစ်ခုတည်းနဲ့တန်ရာဟုတ်ကတော့မဟုတ်ဘူးဟုတ်ကဲ့ဗုဒ္ဓတရဏဂစ္ဆာမိဗုဒ္ဓတရဏဂစ္ဆာမိဆိုတာဒီဓမ္မကိုတွေ့ရှိတဲ့ပုဂ္ဂိုလ်ကိုအာကိုပါတယ်ဆိုတာဘာကိုအာကိုတာလဲဒီဖရာလမ်းညွှန်တဲ့အတိုင်းဒီဖရာဟောကြားတဲ့တရားကိုရှင်းသုံးရမယ်ဆိုတဲ့အဓိပ္ပာယ်မရဘူးလားရပါတယ်ရတယ်နော်ရှိပါလားမိဘကဆုံးမတယ်မိဘကဆုံးမတဲ့စကားကိုနားထောင်ဘူးဟောနားထောင်လေနှမျိုးထွက်
နားမထောင်တဲ့ပုဂ္ဂိုလ်ကတစ်မျိုးနားထောင်တဲ့ပုဂ္ဂိုလ်ကတစ်မျိုးနားထောင်သည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာရသွားတယ်နားမထောင်သည့်အတွက်ကြောင့်ဒုက္ခဒီမျိုးစုံကြုံရထို့တူပဲမြတ်စွာဘုရားကသမ္မာဩဝါဒပေးတာကိုလိုက်နာကျင့်သုံးမှုပြုတယ်အဲလိုက်နာကျင့်သုံးမှုပြုတာကိုကဓမ္မန္တရဏံကိစ္စမိရဲ့အဓိပ္ပာယ်ပဲဓမ္မကိုကိုယ်ဝေတယ်မြတ်စွာဘုရားကတကူနဲ့ပါဝါနဲ့တန်မြဝုကတို့ကောင်းကျိုးချမ်းသာတွေရဖို့လို့ဒီလိုကဲ့တင်နိုင်တာမျိုးမရှိဘူးလေယုတ်တိလည်းမရှိဘူးမြတ်စွာဘုရားကိုယ်တိုင်ကဒီစကားကိုဟောတာရှိဘာမှမလုပ်ဘဲနဲ့ထိုင်ပြီးတော့ဘုရားရှိခိုးဆုတောင်းနေရုံနဲ့ဘာရတာမှမရဘာမှမရမြတ်စွာဘုရားကအေးဆုတောင်းလို့တာရမယ်ဆိုရင်တယောက်နဲ့တယောက်လူမှသာမှာမဟုတ်ဘူးလေဘာလို့ဆိုလူတိုင်းဆုတောင်းရမှာလေအတော်လွယ်တဲ့အလုပ်တစ်ခုပဲဘုရားအခုမှတခုပေးထတာဘလောက်ရှင်းလို့ဆိုလို့ရှိရင်တေဝိဇ္ဇတော့မှာဆိုပါလို့ကိုယ်ကဒီဘက်ကမှာရစ်ကျဲကြီးအလဲကောင်ချားနေပြီးတော့ဟိုဘက်ကကိုသွားကျင်တယ်သွားကျင်တဲ့အခါကျတော့ဆူတောင်းတယ်ဟိုဘက်ကရဲ့ဒီဘက်ကကိုရောက်လာပါဟိုဘက်ကရဲ့ဒီဘက်ကကိုရောက်လာခဲ့ပါလို့ဒီလိုဆူတောင်းနေရုံနဲ့အဲ့ဒီပုဂ္ဂိုလ်ကဟိုဘက်ကကိုရောက်သွားရလားရောက်ပါဘူးဗျာမရောက်ဘူးအလောကမလို့ဆိုရင်လေဖြစ်စေသင်္ဘောဖြစ်စေတခုခုရှာပြီးတော့ဟိုဘက်ကကိုသူကိုယ်တိုင်ကူးရလိုက်မယ်တဲ့နော်သူကိုယ်တိုင်မကူးရတဲ့ဟိုဘက်ကကိုသူရောက်မှာမဟုတ်ဘူးအေးအဲ့ဒါလိုပဲဓမ္မကိုမကျင့်သုံးမဲ့နဲ့ဘာမှရတာမဟုတ်ဘူးဒါကြောင့်အလုံးရထားတဲ့ခန္ဓာလေးတစ်ခုထဲကဟာလေးကိုအဓိပ္ပာယ်ပြောပြသဗ္ဗဗုဒ္ဓလူပဝေနသရတုခိဘဝတုတေဘဝတုသဗ္ဗမင်္ဂလနံရက္ခန္တုသဗ္ဗထေဝတာသဗ္ဗဗုဒ္ဓလူပဝေနသရတုခိဘဝတုတေလို့ဆိုတဲ့ခန္ဓာလေးရှိအဲ့ဒီခန္ဓာလေးထဲမှာသဗ္ဗဗုဒ္ဓလူပဝေနအလုံးစုံသောဘုရားရှင်တို့ရဲ့အစွမ်းတည်စွာအာနုဘောကြောင့်သရာခါခသိဒုက္ခိချမ်းသာခြင်းဤဟောတုဖြစ်ပါစေဒီလိုတချို့အဓိပ္ပာယ်ပြန်ရတယ်အဲ့ဒါလိုအဓိပ္ပာယ်ပြန်ရင်ဘယ်လိုအဓိပ္ပာယ်ရသွားလို့ဆိုရင်မြတ်စွာဘုရားရဲ့အစွမ်းတကူကြောင့်ချမ်းသာပါလေဆိုတော့ဘုရားကသူ့ရဲ့တကူအာနာပါဝါကိုအသုံးပြုပြီးတော့တတ္တဝါတွေကိုကယ်တင်တယ်ဆိုတဲ့လေးတွေမရောက်ဘူးလားရောက်ပါဘူးအဲ့ဒီအဓိပ္ပာယ်ပြန်ဆိုချက်ကမမှန်ဘူးတဲ့ဒါကြောင့်ပြန်ဆိုရမှာကဘာလို့ဆိုရင်သဗ္ဗဗုဒ္ဓလူပဝေနအလုံးစုံသောဘုရားရှင်တို့ရဲ့ဂုဏ်ကိုအာယုံပြုကရှိခိုးပူဇော်ရတဲ့ကုသိုလ်စေတနာရဲ့အစွမ်းအာနုဘောကြောင့်တဒါတုခိဘဝတုတေအစင်ထာဝရချမ်းသာဒုက္ခရပါစေလို့ဆိုတော့အဲ့ဒါကြတော့ဘုရားကိုအာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့ကုသိုလ်ကိုပြောတာဓမ္မကိုပြောတာဟုတ်ကဲ့ဓမ္မရဲ့အစွမ်းအာနုဘောကြောင့်ကုသိုလ်ဆိုတာဓမ္မပဲမြတ်စွာဘုရားကိုရှိခိုးပြီးတော့ပူဇော်လိုက်ရတဲ့ကုသိုလ်စေတနာစွမ်းအားအဲ့ဒီကုသိုလ်စေတနာစွမ်းအားကြောင့်ချမ်းသာဒုက္ခရပါလေဆိုအဲ့ဒီအဓိပ္ပာယ်ကမှဘုရားဘာသာနဲ့မှန်ကန်တဲ့ပြတ်ဆိုချက်ဒီလိုအဓိပ္ပာယ်ပါဒါကြောင့်မို့လို့တစ်ခုနဲ့တစ်ခုခွဲလို့မရဘူးနော်ဘုရားကိုကိုးကွယ်တယ်ဆိုတာအကျဉ်းဉာဏ်တရားဓမ္မလမ်းညွှန်မှုကိုပြုလို့မြတ်စွာဘုရားကိုကိုးကွယ်တာဓမ္မဆိုတာဘုရားဟောတဲ့အတိုင်းလိုက်တာကျင့်သုံးရမယ်တကယ်ကျင့်သုံးရမယ်ဟာကဓမ္မသံဃာဆိုတာအဲ့ဒီဓမ္မကိုကောက်ပေါက်ရောက်ကျင့်သုံးထားသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်တွေကလေးစားလိုက်တဲ့ပုဂ္ဂိုလ်ပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ကုသိုလ်ကောင်းမှုပြုရမယ်ပုဂ္ဂိုလ်တွေဆိုပြီးတော့ကုသိုလ်ပြုเสียပုဂ္ဂိုလ်တွေအနေနဲ့ကိုးကွယ်တာလို့အဲ့တော့ဓမ္မတရဏံနိစ္စမိဓမ္မကိုကိုးကွယ်တယ်လို့ဆိုတဲ့နေရာတရားကိုကျင့်သုံးတာဒီလားဓမ္မကိုကိုးကွယ်တယ်လို့ပြောသူ့ရဲ့အဓိပ္ပာယ်အဲ့တော့အထက်ကရာဆရာများကဖွင့်ထားတဲ့ဓမ္မဟာ
ဘယ်လိုကိုယ်ဝယ်ရဖြစ်တယ်လဲလို့ဆိုရင်ဘဝကန္တာရာနေထာရနေနအတ္တသာဓာနေနသဓမ္မောတဲ့မြတ်စွာဘုရားဒီတက္ကရာလေးမှာရှင်းပြီးတော့ပြထားတဲ့စကားတခုဘဝကန္တာရာဘဝဒီဟူသောကန္တာရာမှာနေထာရဏေနထုတ်ဆောင်ပေးခြင်းအားဖြင့်ဓမ္မောဓမ္မဟာတရဏံကိုယ်ွယ်လိုက်တဲ့ဓမ္မဖြစ်ပါတယ်ကြည့်ဓမ္မရဲ့စွမ်းရည်ကဘာလို့ဆိုရင်ဘဝကန္တာရာကနေပြီးတော့ထုတ်ဆောင်ပေးတယ်ဒီမှာကြည့်ဖယားကဘဝကန္တာရာကထုတ်ဆောင်ပေးတာမဟုတ်ဘူးဓမ္မကဘဝကန္တာရာထုတ်ဆောင်ပေးဓမ္မကတိုက်ရိုက်ခုနလိုပဲလူတွေယောဂပျောက်ချင်ရင်မလုပ်ရတာနော်ဆေးတော့ဆေးကမှယောဂပျောက်စေဒါဖြင့်ဒီဆေးကိုဘယ်သူတွေ့တာလဲဘယ်သူကပေးတာလဲဆရာမပေးတာအဲ့ဒီတိုင်းပဲဆေးတော့ရင်ယောဂမပျောက်တယ်လို့ပဲတရားမကျင့်ရင်ဘဝကန္တရာမပြောင်းမှာမဟုတ်ဘူးအဲ့တော့အမြင့်ဆုံးကိုပြောမယ်ဆိုရင်ဘဝကန္တာရနေထာရဏေနဘဝကန္တာရဘဝဒီဟုသောကန္တာရခီးကေဒီမှာနေထာရဏေနထုတ်ဆောင်ခဲ့ပြင်ပေးခြင်းအားဖြင့်ဓမ္မောဓမ္မဟာတရဏံကိုယ်ဝေယရီဟောတိစစမသွေဖြစ်ပါပေတော့၏ဘဝဒီဘဝဆိုတဲ့ကန္တာရခီးကေကြီးကနေပြီးတော့လွတ်မြောက်အောင်ထုတ်ဆောင်ပေးတာဘယ်လိုလဲဆိုရင်ဓမ္မဒါဖြင့်ဓမ္မကဘဝကန္တာရကထုတ်ဆောင်အောင်ဆိုလို့ရှိရင်ကိုယ်ကမလုပ်ရမှာဓမ္မကိုရှင်းသုံးရမှာဟုတ်ကဲ့ကဲဓမ္မဆိုတာဘာတွေလဲလို့ပြောမယ်ဆိုလို့ရှိရင်နှစ်ခုကြည့်ရအောင်အချင်းချုပ်အားဖြင့်ဓမ္မဆိုတာကုသလဓမ္မအကုသလဓမ္မလို့ရှိတယ်ဓမ္မဆိုတာသဘာဝတရားအကုသလဓမ္မနဲ့ကုသလဓမ္မလို့ဒီနှစ်ခုမှတ်မြန်မာလိုတော့အကုသိုလ်နဲ့ကုသိုလ်ပေါ့အဲ့ဒီအကုသလဓမ္မရဲ့သဘာဝကဘာလို့ဆိုရင်အကုသလသာဝိဇဒုက္ခဝိပါကလက္ခဏာအကုသလအကုသိုလ်ဆိုတဲ့တရားတွေဟာသာဝိဇဒုက္ခဝိပါကလက္ခဏာအပြည့်ရှိတယ်တဲ့ဆင်းရဲဒုက္ခဆိုတဲ့အကျိုးကိုထုတ်လို့တတ်တယ်ဒါသူ့ရဲ့နေချာပဲဟုတ်ကဲ့သူ့ရဲ့ characteristic လို့ခေါ်တယ်သူ့ရဲ့ individual characteristic သူ့ရဲ့သဘာဝကဘာလို့ပြည့်ရှိတယ်အပြည့်ဆိုတာမဟုတ်တာဖြစ်စေတဲ့လူသူပြစ်တင်ရပြစ်တင်ခြင်းဖြစ်တယ်ပြည့်ရှိတယ်အပြစ်ရှိရုံနဲ့မကဘူးဒုက္ခဝိပါကသူ့ရဲ့အကျိုးကျေးဇူးရဇတ်ဟာလည်းမကောင်းဘူးတဲ့ဆင်းရဲတဲ့အကျိုးကိုထုတ်လို့နေတယ်ဟောဒါကအကုသလဓမ္မရဲ့သဘာဝအဲ့ဒီအကုသလဓမ္မကြတော့မြတ်စွာဘုရားကအကုသလဘိကဝေပဇေဟထာဘေကဝေချတယံတို့အကုသလံအကုသိုလ်ပဇေထပယ်လိုက်ကြတော့အဲ့ဒါကိုမလုပ်ကြနဲ့ပယ်တယ်ဖယ်ဆိုဒါပဲဓမ္မကျင့်သုံးတာအကုသိုလ်တရားကိုရှောင်ရရှားကြဖယ်ထုတ်ကြကဲအကုသိုလ်ဆိုတာဘာတွေတော့တပည့်တော်တို့အကုသိုလ်ဆိုတာဘာတွေတော့အဘိဓမ္မာသဘောအရပြောမယ်ဆိုလို့ရှိရင်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အကုသိုလ်တရား14မျိုးရှိတယ်နော်အဲ့ဒီ14မျိုးရှိတယ်အဲ့ဒါတွေကိုဖယ်ခိုင်းတယ်အဲ့14မျိုးထဲမှာအဓိကဘာလို့ဆိုရင်3ခုလောဘရဲ့ဒေါသရဲ့မောဟလောဘဆိုတာမျက်စိကမြင်တဲ့အာယုံနားကကြားရတဲ့အသံနှာခေါင်းကနမ်းရှည်ရတဲ့အနံ့လျှာကလည်းရတဲ့အရာတွေခန္ဓာကိုယ်ကထိရတဲ့အထိတွေ့စိတ်ကူးရတဲ့စိတ်ကူးချက်တွေပေါ်မှာတွေ့တာမှုလိုချင်မှုမမောမှုဒါလောဘတော့ကဲကိုယ်တဏ္ဍမှာလောဘဖြစ်သလားမဖြစ်ဘူးလားမျက်စိကနေပြီးတော့ကြည့်လိုက်
ရင်းတဲ့အာယုန်လေးပေါ်မှာအိုးသဘောကျသွားပြီထပ်တလဲလဲကြည့်ကျင်လေးပေါ့ရင်ဘာဖြစ်တာခေါ်တော့လောဘဖြစ်တာသူကလည်းသူ့အတိုင်းအတာလေးနဲ့သူသွားတာဒါတော့ကလေးနဲ့တော့အပင်ငယ်ကြပါအောင်သူကမစွမ်းဆောင်ဘူးပေါ့ဟုတ်ကဲ့သူ့အတိုင်းအတာလေးတွေနဲ့သူရှိတယ်ဆိုတော့အစိတ်ပဲဖြစ်စေနည်းနည်းလေးစားရင်ဘာမှမဖြစ်ဘူးမဟုတ်လားမတည့်တာလေးတွေလူတွေစားတတ်ကြတယ်နည်းနည်းလေးစားရင်ဘာမှဖြစ်ဘူးများများစားမှဖြစ်တယ်လောဘကလည်းကိုယ်တဏ္ဍာမှာအခုလိုအားသေးသေးလေးဖြစ်နေသေးလို့ရှိရင်သူကတော့ဟိုမကောင်းလို့တော့ပေးမှတော့သိထားတယ်သို့တော့ချက်ချင်းပေးနိုင်တဲ့ဆွမ်းအားသူ့မှာမရှိသေးဘူးပေါ့ကြည့်လေမျက်စိကနေနှစ်သက်စရာအာယုံမြင်နိုင်မြင်နိုင်လိုချင်တဲ့စိတ်ပေါ်လာမပေါ်ဘူးလားပေါ်ပါဗျာအဲ့ဒီလိုအာယုံဖြစ်လာတဲ့ဒီလောဘပေါ်နေရတာဟာအနုတ္တယလို့ခေါ်တယ်ဟုတ်ကဲ့အနုတ္တယဓာတ်အနေနဲ့ကိန်းသွားပြီကိန်းသွားတော့ဒီအာယုံနဲ့ဒီမျက်စိနဲ့ဆုံလိုက်တာနဲ့တည်းနဲ့သူကလာတော့တာပဲတေချာတော့လာတော့တေချာတော့လာလဲဆိုကြတဲ့ဒီစိတ်အစဉ်ထဲမှာသူကိန်းနေတယ်လို့သူရှိနေတယ်လို့ပြောလို့မရဘူးလားမရပါဘူးဘုရားဆိုတော့ရှိနေတယ်ဆိုတဲ့နေရာမှာအနုတ္တယဓာတ်အနေနဲ့ရှိတယ်ဖြစ်နိုင်တဲ့ possibility အနေနဲ့ရှိတယ်လို့ပြောတယ်ဥပမာပဲမိချစ်ဖူးထဲမှာမီးတော့မရှိဘူးတော့မီးဖြစ်နိုင်တဲ့အရာရှိနေတယ်ဟုတ်ကဲ့နောက်ထပ်အကြောင်းတစ်ခုပေါ်လိုက်တာနဲ့လည်းမီးမဖြစ်လာဘူးလားဖြစ်လာပါတရားကလက်ကလေးနဲ့ဖိပြီးတော့ချက်လိုက်တာနဲ့မီးရဖြစ်လာဖြစ်နိုင်တဲ့အနေထားရှိလို့ဖြစ်တာလေအဲ့လိုမဟုတ်ဘဲနဲ့ကိုယ်လည်းဝါနှစ်ခုကိုပုတ်ကြည့်ပါလားမီးထွက်ပါမလားထွက်ဘူးဘာဖြစ်လို့လဲဆိုတော့ဖြစ်နိုင်တဲ့အနေထားမရှိဘူးအနုတ္တယဆိုတာအဲ့ဒါမျိုးခေါ်တယ်နော်အနုတ္တယဆိုတာအကြောင်းတစ်ခုဝင်လာတာနဲ့တည်းနဲ့အခြေအနေတရားဖြစ်ပေါ်တာအဲ့ဒါအနုတ္တယဆိုတော့နှစ်သက်စရာအာယုန်တစ်ခုကိုမျက်စိကမြင်လိုက်တာနဲ့လောဘဖြစ်နေကြဆိုလောဘတန်းဖြစ်တော့တာအဲ့ဒါကိုစာပေကအနုရူပံကာရဏံလဘိတဝါဥပ္ပစ္စတိတဲ့သင်္ကေယောသောအကြောင်းနဲ့ဆုံးလာလို့ရှိရင်ဆိုလိုတာကအကူအညီပေးမဲ့အကြောင်းတစ်ခုပေါ်လာတာနဲ့တည်းနဲ့ဒီဟာဖြစ်လာလိုက်တယ်လို့ပြောတယ်ကြည့်မိချစ်တဲ့မှာ gas ရှိတယ်ဖိပွက်စီယာကြောက်လုံးနဲ့တန်လုံးရှိတယ်သုံးခုရှိမနေဘူးလား condition အကျဉ်းအားဖြင့်ပြောမှဆိုရင်ဟုတ်ကဲ့ gas ရှိတယ်ဘေးလုံးရှိတယ်အောက်ကအမာခံရှိတယ်နောက်တစ်ခုထပ်ထည့်လိုက်တယ်လူရဲ့ဖိအားတစ်ခုထပ်ထည့်လိုက်တဲ့က၄ခုဖြစ်မသွားဘူးလားဖြစ်ပါဘူးအဲ့ဒီ၄ခုဆုံလိုက်တာနဲ့တပြိုင်တည်းကြီးဖြစ်လာအဲ့ဒါပဲအဲ့ဒီအဓိပ္ပာယ်ပဲအနုတ္တယဆိုတာမျက်စိနဲ့ရူပယုံဆုံလိုက်တာနဲ့တည်းနဲ့လောဘလေးဖြစ်လာနှစ်သက်စရာအာယုံဆိုရင်လောဘဖြစ်လာတယ်ကိုမကြိုက်တဲ့အာယုံမျက်စိထဲမှာလာပြီးတော့ပေါ်လာလို့ရှိရင်လည်းဒေါသဆိုတာမဖြစ်ဘူးလားဖြစ်လာကိုမနှစ်သက်တဲ့အာယုံတစ်ခုနဲ့ဆုံတိုင်းဒေါသဖြစ်တယ်ကိုနှစ်သက်တဲ့အာယုံနဲ့ဆုံတိုင်းလောဘဖြစ်တယ်ဆိုလောဘတွေဒေါသတွေကအချင်းကြီးအနေနဲ့ပါနေတာအဲ့ဒါကိုအနုတ္တယလို့ပြောတာနော်ချိန်တိုင်းလာနေမှာတော့ဒီတဲ့သူတို့လာကြတဲ့ကလောဘဖြစ်တယ်ဒေါသဖြစ်တယ်ဆိုကြတဲ့ကထိုအာယုံရဲ့သဘာဝအမှန်ကိုသိလို့ဖြစ်တာလားမသိလို့ဖြစ်တာမသိလို့ဖြစ်တာမောဟကလာနေပြီလားအမှန်ကိုမခင်နဲ့ဆိုပါစို့နှစ်သက်စရာအာယုံမဟုတ်ဘဲနဲ့နှစ်သက်စရာအာယုံဆိုတဲ့မှားရတဲ့အမြင်သူ့မှာရှိတယ်မနှစ်သက်စရာအာယုံဆိုတဲ့မှားရတဲ့အမြင်ရှိတယ်အဲ့ဒီမှားရတဲ့အမြင်ကိုအမြင်မောဟအဲ့ဒီမောဟဖြစ်လာသည့်အတွက်ကြောင့်လောဘကနောက်ကလိုက်လာတယ်ဒေါသကနောက်ကလိုက်လာအဲ့ဒါတွေကအကုသိုလ်တွေအဲ့ဒီအကုသိုလ်ကိုတာဝိစ္စဒုက္ခဝိပါကလက္ခဏာအပြည့်ရှိတယ်တဲ့မကောင်းတဲ့အကျိုးကိုပေးမယ်ဟုတ်ကဲ့ကဲဒါပေမဲ့လောဘဖြစ်တာနဲ့ဗျာမကောင်းတဲ့အကျိုးပေးတယ်ကောင်းတဲ့အကျိုးရောမပေးဘူးလားလို့တချို့ကလောဘဖြစ်လို့ထိုပစ္စည်းရလို့နဲ့ရယူတော့
ကိုမှ300ပြုရဆွဲရဒါချမ်းသာဒုက္ခမရဘူးလားလို့ဒီလိုတွေ့ကောင်းတွေ့လိမ့်မယ်အပြစ်ဆိုဒီမှာကြည့်လေလောဘဖြစ်လာလို့ရှိရင်ပစ္စည်းတစ်ခုခုပေါ်မှာလောဘဖြစ်ပြီးတော့တွေ့တာနေတာနဲ့ပစ္စည်းတစ်ခုခုမတွေ့တာဘူးဆိုရင်ပစ္စည်းနှစ်ခုကိုရွေးကြည့်လိုက်ဒီပစ္စည်းကကိုယ်ကတွေ့တာလေဟိုပစ္စည်းကကိုယ်ကမတွေ့တာဘူးတွေ့တာတဲ့ပစ္စည်းနဲ့မတွေ့တာတဲ့ပစ္စည်းနှစ်ခုရှင်ထားနှစ်ခုစလုံးပျောက်သွားတယ်ပျက်စီးသွားတယ်ဆိုတော့ဘယ်ပေါ်မှာသူတောကဖြစ်မှာတွေ့တာတဲ့ပစ္စည်းပေါ်မှာသူတောကသွားဖြစ်တယ်ဟုတ်ကဲ့အဲ့ဒါဒုက္ခဝိပါကပေါ့ဟောကဖြစ်တယ်ဆိုတာကောင်းကျိုးလားဆိုးကျိုးလားဆိုးကျိုးပါဆိုးကျိုးရင်နဲ့ပူတယ်ဆိုတာတောကလေရင်နဲ့ပူလောင်တဲ့တောကဖြစ်လာတယ်ဆိုတဲ့ကဒါကကိုတွေ့တာသည့်အတွက်ကြောင့်တွေ့တာတဲ့ပစ္စည်းပျက်စီးသွားလို့ရှိရင်တို့ကိုပျောက်ဆုံးသွားရင်တောကဖြစ်လာတယ်မတွေ့တာတဲ့ပစ္စည်းကြတော့ကိုယ်နဲ့အဆက်အသွယ်ရှိတယ်မတွေ့တာတဲ့ပစ္စည်းကြတော့တောကမဖြစ်ဘူးဆိုတော့ကဲဒီပစ္စည်းနှစ်ခုတူတူပဲကိုတွေ့တာတဲ့ပစ္စည်းကကိုယ်ကိုတောကကိုဖြစ်စေတယ်ကိုမတွေ့တာတဲ့ပစ္စည်းကတော့ကိုယ်ကိုတောကကိုမဖြစ်စေဘူးဆိုတော့ပစ္စည်းကဖြစ်စေတာလားကိုယ်တဏ္ဍာမှာရှိတဲ့လောဘကတောကကိုဖြစ်စေတာကိုယ်တဏ္ဍာမှာရှိတဲ့လောဘဖြစ်စေတာဟုတ်ကဲ့မတွေ့တာဘူးဆိုလို့ရှိရင်ဘယ်ပစ္စည်းမှမတွေ့ဘူးဆိုရင်တောကလာအောင်မလားလာဘူးတဲ့တရားရဲ့သဘောကဘယ်သူမှမျက်နှာမလိုက်ဘူးဟုတ်ကဲ့သဘာဝတရားဒီတိုင်းပဲရှိတယ်ဟောအဲ့ဒါကိုပြောတာတာဝိဇ္ဇာအပြစ်ရှိတယ်ဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးဒုက္ခသူ့အတိုင်းတာလေးနဲ့သူဒုက္ခပေးတာပဲလေဒါဒီတောကဖြစ်ရတယ်ဆိုတာသူ့အတိုင်းတာလေးနဲ့သူဒုက္ခပေးတယ်ကဲလောဘကတိတ်ကြီးလာပြီတဲ့ကိုယ်ပစ္စည်းတွေကိုသူများပစ္စည်းရယူခြင်းနဲ့လောဘထီအောင်တက်လာပြီဆိုလို့ရှိရင်တခိုးဆိုပြီးဝိုင်းရိုက်မခံရဘူးဒုက္ခဝိပါကဘလောက်များလာနောင်ကြတဲ့အခါကျတော့သူများပစ္စည်းခိုးခဲ့သည့်အတွက်ကြောင့်အရိဏရဏကံတွေထိုက်ပြီးတော့ဖြစ်လျက်ဘဝမှာလူမွဲဘဝကြီးပဲရောက်တယ်ရသမျှပစ္စည်းတွေကလည်းရေမီမင်းခိုးသူမချစ်မနေတဲ့သောဝေကံသားဆိုသမီးဆိုရန်မျိုး၅ပါးကြောင့်ပျက်စီးရတယ်ဆိုတဲ့ဘဝကြီးချိန်ကြုံရဟောဒါဒုက္ခဝိပါကပဲဟုတ်ကဲ့ဒါဘယ်သူကဖြစ်စေတာလို့ဆိုလို့ရှိရင်လောဘကဖြစ်စေတာလောဘဆိုတဲ့အကုသိုလ်ကဖြစ်စေတာပဲကဲဒေါသဆိုတဲ့အမုန်းတရားကိုကြည်အောင်အာယုန်တစ်ခုကိုကြည့်ပြီးတော့တတ္တဝါကိုပဲဖြစ်စေပစ္စည်းတစ်ခုကိုမှပဲဖြစ်စေကိုမကြိုက်တဲ့အရာမျက်စိကမြင်လိုက်ရင်ဒေါသဖြစ်လာစိတ်ထဲမှာမကြေမနပ်ဖြစ်လာဟုတ်ကဲ့အဲ့ဒီမကြေမနပ်ဖြစ်လာတဲ့ဆိုကြတဲ့ကထိုလူရဲ့ငြိမ်းချမ်းတဲ့စိတ်ကလေးရှိသေးတယ်ရှိပါဘူးအဲ့ဒီကလေးကသူကဒုက္ခဝိပါကလို့ခေါ်တာနော်ဒုက္ခပေးပြီးအဲ့ဒီကလေးအစဒုက္ခပေးတယ်အေးဒါဘယ်သူကဒုက္ခပေးတာလဲဆိုရင်ဒေါသကဒုက္ခပေးတယ်အဲ့ဒီကနေဆက်ပြီးတော့စဉ်းစားလိုက်လို့မကျေနပ်မှုတွေကထိမ့်မထားနိုင်ဘူးလူတယောက်ကိုမကျေနပ်လို့ဒေါသကိုမထိမ့်နိုင်ဘူးဆိုတဲ့အခါကျတော့နေမဲငဆဆဲတဲ့အခါမှာပြဿနာတွေတက်လာအဲ့ဒါပို့ပြီးတော့ကြီးလာတဲ့ဒုက္ခတွေဖြစ်စေအေးအဲ့ဒါတွေမကဘူးမထိမ့်နိုင်လို့သူများကိုရိုင်းလာနဲ့လာတတ်လာပုတ်လာတွေလုံလာတဲ့အခါကျတော့အမြဲတမ်းကြီးလေးတဲ့ပြဿနာတွေတက်လာတယ်နောက်ဆုံးကျတော့ဒေါသကိုကြောင်းပြုပြီးအပင်ငယ်ရမှာကြာရောက်တာလို့ဖြစ်လျက်ဘဝမှာအယုဆိုးအကြီးတန်းဖြစ်တာလို့အိုးလူမုန်းများတာလို့ဆိုတဲ့အပြစ်တွေကဆုံးနိုင်အောင်မရှိအောင်ခံရဟောဒီဒေါသအဲ့ဒါဘယ်သူကလုပ်ပေးတာလဲဒေါသလုပ်တာပဲအဲ့ဒါကိုပြောတာတာဝိဇ္ဇဒုက္ခဝိပါကအပြစ်ရှိတယ်မကောင်းတဲ့အကျိုးတွေကိုပေးအဲ့ဒါတွေကိုမြတ်စွာဘုရားကတွေ့ထားလောကကြီးမှာဒါတွေရှိနေတယ်ဒါတွေကလောဘတို့ဒေါသတို့မောဟတို့ဆိုတာအကုသိုလ်တရားတွေဒီအကုသိုလ်တရားတွေရှိနေတယ်ဆိုတာမြတ်စွာဘုရားသိဒါကြောင့်လို့ရှိနေတဲ့ဒီအကုသိုလ်တရားတွေကလူတွေပေါ်မှာဆိုးကျိုးတွေကိုဖန်တီးပေးနေတဲ့သဘာဝတရားတွေဖြစ်လို့အဲ့ဒီအကုသိုလ်တရားတွေကိုမင်းတို့လက်ခံရတဲ့ဖယ်ရှားကြဆွန့်ပစ်ကြလို့ခေါ်တာအဲ့ဒါကိုဖယ်ရှားဆွန့်ပစ်လိုက်ခြင်းဒီပဲဓမ္မန္တရဏဂစ္ဆာမိမဟုတ်ဘူးလားဟုတ်ပါဘူးကဲ
ယောဂတဲ့ကိုပြောချင်ရင်ဘာလို့ရစေစားရထို့တူပဲအကုသိုလ်ကိုဖယ်ရှားခြင်းလို့ရှိရင်ကုသိုလ်ကိုဖယ်ရှားအမောင်ကိုဖယ်ရှားခြင်းဘာနဲ့ဖယ်ရှားတော့အလေးနဲ့ဖယ်ရှားသူ့ဟာလည်းတူတယ်ရေကြောင့်ဖြစ်တဲ့အညစ်အကြေးတွေဘာနဲ့စေးရေနဲ့ပဲပြန်စေးအညစ်အကြေးရေနဲ့စေးတယ်အကုသိုလ်ဆိုတဲ့အညစ်အကြေးတွေသာဝိဇ္ဇဖြစ်ရှိပြီးဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးကိုပေးတယ်ဆိုတဲ့အကုသိုလ်တွေဖယ်ရှားပြခြင်းနဲ့ဆေးကြောပြခြင်းနဲ့ကုသိုလ်တော့ကုသိုလ်များဒါနဲ့ကုသိုလ်ကဓမ္မ practice ကုသိုလ်ဒီကုသလအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာတဲ့ကုသိုလ်ဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုပေးတတ်တဲ့ဘာဝလက္ခဏာရှိတယ်ဒါသူ့နေချာသူ့ရဲ့ဘာဝသူ့ရဲ့ဘာဝဘုရားကလုံးထားတာမဟုတ်ဘူးမြတ်စွာဘုရားကတွေ့ဒါတွေကိုသိတာဒါကြောင့်ဗုဒ္ဓလို့ခေါ်တာဗုဒ္ဓဆိုတာသိဒါတွေကိုသိသတ္တဝါတွေကျတော့မသိဘူးနာမပုဂ္ဂိုလ်တွေကဒါတွေကိုမသိဘူးမသိတော့မကောင်းတာကိုအကောင်းထင်ပြီးလုပ်ကြတယ်လေဆိုတော့အကောင်းထင်လုပ်တဲ့ဆိုရင်ဒီသတ္တဝါတွေတတ်ပြီးတော့စားတယ်ပြတန်းနဲ့စားမိန်နဲ့ငါးနဲ့စားမိန်နဲ့တတ္တဝါတွေဆိုတာလူစားဖို့လို့လုပ်ထားတယ်လို့ဘုရားသခင်ကလူစားဖို့ဖန်တီးထားတယ်လို့ဒီအတွေးတွေနဲ့တတ်စားခြင်းလို့ပဲတတ်ရှိအနာတိပါဒမှုတွေကိုလုပ်ဒီဘဝတော့ငြိမ်ငြိမ်လေးခံစားရတယ်လို့ထင်တယ်ထိုတတ်မှုဖြတ်မှုရဲ့အကုသိုလ်ခံရပြီဆိုလို့ရှိရင်နားလေဝတ်ဆိုအတော့လဲဟုတ်ကဲ့ reaction ဒီကောင်လေးတွေကိုကိုယ်တတ်လို့ရှိရင်နောက်တန်နေရာမှာကိုကလည်းအဲ့ဒီကောင်မျိုးလေးတွေမဖြစ်ပေဘူးဖြစ်ပါဖြစ်ရင်တတ်ခံရတယ်ဝတ်ဆိုဆုံးခမရှိလေပတ်ပြီးတော့နေတယ်ဒါကြောင့်မြတ်စွာဘုရားကအကုသိုလ်ဆိုလုံးနေတယ်ဒီဝိကျွေးဆိုတာလိုက်တတ်တယ်တဲ့သာဝတိဒီမှာအမျိုးသမီးတယောက်သူကသာသမီမထွန်းကားတော့သာသမီထွန်းကားတဲ့အမျိုးသမီးတယောက်နဲ့သူ့ရဲ့အိမ်သားကိုအိမ်အောင်ပြုတ်ပေးပြီးသို့တော့အဲ့ဒီသာသမီထွန်းကားတဲ့အမျိုးသမီးကိုပြက်အောင်ပြန်လုပ်ခဲ့နောက်ဆုံးသေကံဤကြတော့အဲ့ဒီအမျိုးသမီးကဆူတောင်းသွားတယ်တင်းအတွက်ကြောင့်ငါမှဒုက္ခရောက်ပြီးတော့ငါပါသေရတော့မယ်ငါကလေးလည်းသေတယ်ငါလည်းသေတယ်နောက်ဘဝကြလို့ရှိရင်သာသမီနဲ့ကမင်းကိုစားနိုင်ရပါလို့ဤဆိုဒေါသနဲ့စိတ်ထဲမှာအံ့ကြိတ်ပြီးခံသွားတာနောက်ဘဝကျတော့ဘာသာဖြစ်တယ်ခုနကအမျိုးသမီးကအိမ်မှာသွားပြီးတော့ဟုတ်လားကျက်မှသွားဖြစ်တယ်လှုပ်တဲ့အခါခုနကအလုခံရတဲ့အမျိုးသမီးကကြောင်မှသွားဖြစ်တယ်ကျက်တဲ့ကြောင်ဆိုဘယ်သူကစားမှာကြောင်ပါစားအဲ့ဒါဒုက္ခပြန်ပေးဟုတ်ကဲ့လူဘဝတော့ကသေအောင်လုပ်တဲ့အမျိုးသမီးကကျက်မှဖြစ်သွားပြီးတော့သေသွားတဲ့အမျိုးသမီးကကြောင်မှသွားဖြစ်တယ်ဟောစားအဲ့ဒီအနေတခါသေသွားတဲ့အခါကျတော့ဓမဲ့စီတယောက်ကသမင်သွားပြီးတယောက်ကကျက်သွားဖြစ်တယ်စားကြပြန်ဟောနောက်ဆုံးကျတော့တယောက်ကလူဖြစ်တယ်တယောက်ကဘလူဖြစ်တယ်စားပြန်အဲ့ဒီမှာမဆုံးနိုင်ဘူးကွာနော်မဆုံးနိုင်ဘူးဖြစ်တယ်အဲ့ဒါလို့အပြန်အလှန်ဒီအကုသိုလ်မှုတွေကိုပြုလုပ်လို့ရှိရင်အပြန်အလှန်ဒုက္ခတွေလာနေတဲ့ဒီဒုက္ခတွေဘလို့မှဆုံးသတ်နိုင်ဆုံးသတ်အဲ့တော့အဆုံးသတ်ဖို့အတွက်ကဘာလို့လဲကုသိုလ်နဲ့ဖြတ်မှအကုသိုလ်ရက်တယ်အမုန်းကိုမေတ္တာနဲ့အစတုံးအောင်လုပ်ရမယ်အမုန်းကိုမေတ္တာနဲ့အစမတုံးနိုင်လို့ရှိရင်အမုန်းကံနေရာကဆက်နေမှာပဲလားလေအမုန်းကံနေရာလဲနေတာကိုမေတ္တာနဲ့ဖြတ်မှပြတ်တယ်အနုဆိုမပြတ်ဘူးဒါကြောင့်မို့လို့အကုသိုလ်ကိုဖယ်ရှားခြင်းဘာလို့ရမလဲကုသိုလ်လုပ်ရမှာကုသိုလ်လုပ်ဒါကြောင့်မို့လို့နာမတရဏကိစ္စမီရဲ့အသေးတွေကဒါတွေကိုပြောတာနော်တရားကိုခိုးဝယ်တယ်ဆိုတာဒီတိုင်းပူဇော်နေတာဒါမျိုးကိုဆိုလိုတာမဟုတ်ဘူးတရားကိုလက်တွေ့ကျင့်သုံးနေတာ
ကိုယ်တဏ္ဍာဖြစ်တဲ့လောဘကိုမဖြစ်အောင်အားနဲ့လို့လောဘမဖြစ်အောင်အလောဘကိုမိမိတဏ္ဍာမှာထူထောင်နေလောဘရဲ့ဆန့်ကျင်ဘက်အလောဘဆိုတဲ့လောဘရဲ့ဆန့်ကျင်ဘက်သဘာဝတရားတွေမိမိရဲ့တဏ္ဍာမှာဖြစ်လာပြီဆိုလို့ရှိရင်အလောဘဆိုတာ generosity ပေးခြင်းနဲ့ကမ်းခြင်းနဲ့ထူခြင်းနဲ့တန်းခြင်းနဲ့ပစ္စည်းဥစ္စာတွေပေါ်မှာအတွေ့အတာမှုသိပြီးတော့မရှိဘူးစောင့်နိုင်တယ်လွတ်နိုင်တယ်ဟောတယ်ဖြစ်လာတဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဟာအရာရာမှာနေကုသိုလ်လုပ်ကြတယ်ဆွမ်းကြီးလောင်းကြတယ်ဟောရှေ့တန်းကနေပြီးတော့သူကလူတွေပါဝင်တယ်ဆိုရင်အများကသူ့ကိုမလေးစားဘူးလားမလေးစားပါဘူးဟောကုသိုလ်လုပ်တယ်ဆိုဒီဘဝတည်းနဲ့အနဝိသဒုက္ခဝိပါကချမ်းသာတဲ့အကျိုးထုတ်လို့ဒီဘဝနဲ့ထုတ်လို့ဒါကကောင်းတော့ဒီဘဝနဲ့လူတွေရဲ့လေးစားမှုခံရတယ်ချီးမွမ်းမှုခံရတယ်ဒါကောင်းကျိုးမဟုတ်ဘူးလားလူတွေချီးမွမ်းခံရလို့အဆန်ပေးပြီးတော့လူတွေရဲ့ချီးမွမ်းကိုခံရလို့ရတာမှမဟုတ်တာဝယ်လို့ရတာမှမဟုတ်တာဒါကလူတွေကရင်ထဲကနှလုံးထဲကနေပြီးတော့ကြီးညိုလာတယ်လေးစားလာတယ်ဟောဒါဒုက္ခဝိပါကကောင်းကျိုးချမ်းသာပေးဒီအလောဘဆိုတဲ့သဘာဝတရားကြီးလောဘဆိုတဲ့အဆိုးတရားကိုဖယ်ရှားပြလိုက်တယ်လောဘဆိုတဲ့အဆိုးတရားဖယ်ရှားပြလိုက်ပြီးတော့ကောင်းကျိုးချမ်းသာကိုဖြစ်စေတဲ့လူလိုက်တန်းတဲ့ဒီအတွက်ကြောင့်ဖြစ်နေရဝါဒနေရမှာဒီချမ်းသာတယ်ကြွယ်ဝတယ်ပစ္စည်းဥစ္စာပြည့်တချို့ကတော့ထင်ကောင်းထင်နေမယ်ချမ်းသာတာကိုကြိုးစားလို့ရတယ်လို့ထင်တယ်မဟုတ်ဘူးကံမပါရင်မလုပ်လို့မရဘူးကံရှိလို့ချမ်းသာဒုက္ခရတာဒါတော့ဝိရိယအကျိုးမရှိဘူးလားဆိုရှိဝတ္တန်တရားမှာလူတွေအကြည့်တယ်တချို့ပုဂ္ဂိုလ်ကဆင်းရဲတဲ့အိမ်ရောက်တယ်တချို့ပုဂ္ဂိုလ်ကချမ်းသာတဲ့အိမ်ရောက်လာတူမမတူပါပဲမတူဘူးအဲ့ဒါကဒီကလောက်တာကံကလောက်တာပဲအေးဒါကြောင့်မို့အလောဘဆိုတဲ့ကုသိုလ်တရားမိမိတဏ္ဍာမှာဖြစ်အောင်ကြိုးစားခြင်းဖြစ်အနဝိဇ္ဇာဒုက္ခဝိပါကအပြစ်ကင်းပြီးတော့ချမ်းသာဒုက္ခရတယ်တို့တူပဲအဒေါသအမုန်းကင်းတဲ့တရားတနည်းအားဖြင့်မေတ္တာအမုန်းကင်းတဲ့တရားအေးဘယ်သူမှမုန်းတီးခြင်းဆိုတဲ့ရန်လိုခြင်းဆိုတဲ့မုန်းတီးမှုရန်လိုမှုဆိုတဲ့အမုန်းတရားတွေကိုမိမိရဲ့နှလုံးသားထဲမှာမထားဘဲနဲ့အမုန်းကင်းစင်ပြီးတော့မေတ္တာတက်ဝင်ချစ်ခင်မှုဆိုတဲ့မေတ္တာတရားကိုစိတ်ထဲနှလုံးထဲမှာဝေယူထားတဲ့ပုဂ္ဂိုလ်ကြည့်လေအပြစ်ကင်းပြီးချမ်းသာဒုက္ခရတယ်ဆိုတာကြည့်နေရာကမုန်းနေတဲ့ပုဂ္ဂိုလ်အမုန်းရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာနဲ့မေတ္တာနှလုံးရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာအလုံးကွာခြားပါတယ်မေတ္တာရှင်ရဲ့မျက်နှာကပြုံးရွှင်ပြီးတော့နေတယ်ကြည်လင်းနေတယ်အေးမြနေတယ်ဟုတ်လားအမုန်းသမားရဲ့မျက်နှာမှာကြည့်လိုက်တယ်ဆိုလို့ရှိရင်နှုတ်ခမ်းဆူလို့မျက်မှောင်ကျုပ်လို့ဟောအယုဆိုးအချီးကျန်တဲ့မျက်နှာတွေ့ရတယ်အဲ့တော့နှလုံးသားထဲမှာမေတ္တာဝင်နေတဲ့အချိန်နဲ့နှလုံးသားထဲမှာဒေါသဝင်နေတဲ့အချိန်ပေါ်လာတဲ့ရုပ်ပုံတော်တွေဟာတူသလားမတူဘူးလားမတူပါဘူးမတူဘူးဆိုကြတဲ့ဒီသဘာဝတရားနှစ်ခုဒီကမှာပြပြချားမှုရှိတယ်ဒါကြောင့်မေတ္တာနှလုံးသားကိုမိမိရဲ့တဏ္ဍာမှာလူမျိုးမရွေးဘာသာမရွေးမေတ္တာထားနိုင်တယ်ဆိုလို့ရှိရင်ကိုယ့်ရင်ထဲမှာမေတ္တာနှလုံးသားမှာမိရဲ့မေတ္တာထဲမှာရောက်လာတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စိတ်ထားအမြဲတမ်းကြည်လင်တယ်အေးမြတယ်စိတ်ထားကြည်လင်တဲ့အတွက်ကြောင့်မျက်နှာကလည်းပြုံးရွှင်တဲ့အတွက်ကြောင့်သူ့မှာဆင်းရဲဒုက္ခဆိုတာအများနဲ့အတူအောင်ပေါ်ပါထွက်လက်သွားတယ်ချမ်းသာအိပ်ဆက်ချမ်းသာလျက်တို့အိမ်မဆိုးခင်ဆောင်ရင်းတန်များလူသားလေးချစ်နာလေးချစ်လျက်ဆိုတဲ့မေတ္တာအကျိုးတွေအဲ့ဒီပုဂ္ဂိုလ်မျိုးရဒီဘဝနဲ့ရအေးဒါကြောင့်ဒါလက်တွေ့ရနိုင်တဲ့အကျိုးတရားတွေနောက်ဘဝဆိုတာအသာထားလက်တွေ့ရတဲ့အကျိုးတရားတွေမေတ္တာအဲ့ဒီမိမိရဲ့နှလုံးသားထဲမှာမေတ္တာတရားကိုတိဆောက်တာလိုက်နာကျင့်သုံးတာဒီရင်ဓမ္မံတရဏံကိစ္ဆာမိပဲ
အဲ့ဒီလိုမလုပ်ဘူးဆိုရင်ပါဇက်ကဓမ္မန္တရဏံကိစ္ဆာမိလို့ဆိုပြီးတော့အမုန်းတရားတွေကိုထားနေတယ်ဆိုရင်ဓမ္မန္တရဏံကိစ္ဆာမိဖြစ်ပါ့မလားဖြစ်ပါဘူးဗျာဖြစ်နိုင်တယ်နော်ဒါအခြေခံတရားတွေကဒီတိုင်းရှိတယ်တို့တူပဲအမောဟအသိပညာကြီးရှိဖို့လိုအသိပညာဆိုတာလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိရအနည်းတော့အပြည့်စုံမလုံးတဲ့နာကိုရှောင်ဖို့လုံးတဲ့နာကိုလုံးဖို့ဆိုတဲ့လုံးတဲ့မလုံးတဲ့ဒီတစ်ခုခွဲခြားသိတဲ့အသိဉာဏ်မျိုးရှိရတယ်အဲ့ဒါရှိလာပြီဆိုရင်လုံးတဲ့နာမှလုံးတယ်မလုံးတဲ့နာကိုမလုံးဘူးဆိုသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေကိုရစေနိုင်တယ်ဒါလည်းပဲအနဝိဇ္ဇဒုက္ခဝိပါကလည်းပဲမမရွယ်ရွယ်နဲ့လဲတော်ပြီးတော့အသိဉာဏ်ပြီးသွားတာဟောကုသိုလ်တရားတွေကအခြေခံအားဖြင့်ဘယ်လိုရှိအဲ့ဒီကုသိုလ်တရားတွေမိမိတဏ္ဍာမှာလောဘကိုဖယ်ရှားအလောဘကိုမိမိတဏ္ဍာမှာတိဆောက်တယ်ဒေါသကိုဖယ်ရှားပြီးတော့မေတ္တာတရားအာရောဂဆိုတဲ့မေတ္တာတရားကိုတိဆောက်တယ်မောဟဆိုတဲ့တရားကိုဖယ်ရှားပြီးအမောဟဆိုတဲ့ပညာတရားကိုမိမိတို့တဏ္ဍာမှာတိဆောက်တယ်ဆိုတာဓမ္မန္တရဏကိစ္ဆာမိပဲဓမ္မန္တရဏကိစ္ဆာမိအဲ့ဒီလိုမှမလုပ်ဘူးဆိုလို့ရှိရင်ပါဇက်ကဆိုတဲ့ဓမ္မန္တရဏကိစ္ဆာမိဒီဟုတ်လားဒီလိုအကျိုးတရားတွေကိုထွက်ပေါ်လာစေမှာမဟုတ်ဘူးတဲ့အများကြီးဒါကြောင့်တရားဆိုလက်တွေ့ကျင့်တော့ရတယ်ဒီတဲ့အစစ်မြင့်မြင့်ဓမ္မန္တရဏကိစ္ဆာမိဆိုတာဒီတဲ့အစစ်မြင့်ကြီးခဏပြောတဲ့ဘဝကန္တာရနိဋ္ဌာရဏေနအတ္တဒါနေနာဘဝတုသောကန္တာရကနေပြီးတော့ထုတ်ဆောင်ကဲဘဝကန္တာရဆိုတာဘာလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့ရရှိထားတဲ့ဘဝကြီးမှာရှင်းတတ်เสียကောင်းတဲ့ဘဝလားလို့သိချလိုက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လွယ်လွယ်လေးနဲ့စဉ်းစားပါအများကြီးခက်အောင်စဉ်းစားတယ်ဘဝမှာအခက်အခဲတွေအများကြီးရှိတယ်ဆိုတော့ဖြစ်မယ်လောကလူမှုရေးစီးပွားရေးအခက်အခဲတွေအသာဖယ်ထားလူတိုင်းမကြုံပါဘူးလူတိုင်းကြုံရတဲ့အခက်အခဲရပါလို့ဆိုရင်တဖြည်းဖြည်းအိုးလာပတ်စံရှိတဲ့လူလည်းတဖြည်းဖြည်းအိုးလာတယ်ပတ်စံမရှိတဲ့လူလည်းတဖြည်းဖြည်းအိုးလာနော်အာဏာရှိတဲ့လူလည်းတဖြည်းဖြည်းအိုးလာတယ်အာဏာမဲ့တဲ့လူလည်းတဖြည်းဖြည်းအိုးလာလူဝတ်ကြောင့်လည်းတဖြည်းဖြည်းအိုးလာတယ်ဘုန်းကြီးတွေလည်းတဖြည်းဖြည်းအိုးလာရှောင်တယ်လို့ရရလားမရပါဘူးဗျာအဲ့ဒီပြဿနာကအမှန်တန်ကြီးတယ်လို့ပြောအောင်ကိုချင်းတရားဆိုတာကန္တာရတစ်ခုကန္တာရဆိုတဲ့စကားလုံးကသူကခရီးထဲမှာအမှန်တန်ခက်ခဲဖြတ်ဖို့ကြော်ဖို့ခက်တဲ့အရာကန္တာရလို့ခေါ်တာဖြတ်ကျော်ဖို့ရတဲ့အလုံးခဲနေတယ်လူတွေကဓာတ်ကြီးကိုကျော်လွှားနိုင်မှာမလားကျော်လွှားနိုင်ပါဘူးတဲ့မကျော်လွှားနိုင်လို့မှဒီကန္တာရခရီးခဲကြီးကိုဖြတ်ရတဲ့အခါဘာတွေဖြစ်လာလဲဆိုဟောင်းမောကစပင်းတွေဖြူလာတယ်မျက်စိတွေမှုံလာတယ်သွားတွေတစ်ချောင်းပြီးတစ်ချောင်းကျိုးလာတယ်နောက်ဆုံးကျတော့မကောင်းတာတွေကများလာတယ်ကောင်းတာကနည်းလာတယ်ချိပြောကြတယ်လေမျက်စိကမကောင်းဘူးနားကမကောင်းဘူးငယ်ငယ်လေးတော့ဘယ်သူမှပြောလို့အဲ့လိုနော်တက်ကြီးလာပြီဆိုရင်မကောင်းတဲ့စရင်တွေများလာအောင်လားများတာပါမျက်စိကလည်းမကောင်းနားလည်းမကောင်းဒူးလည်းမကောင်းခါလည်းမကောင်းလျှာလည်းမကောင်းဘောလည်းမကောင်းမကောင်းတာတွေပုံလုံးများနောက်ဆုံးကောင်းတာတစ်ခုမှမကြရင်ရေဝေရောက်တာမကောင်းတာများတယ်လို့ပဲမကောင်းတဲ့စရင်ကတိုးတိုးလာတယ်လို့မတည့်တာတွေကလည်းများလာငယ်ငယ်တုန်းကတော့ဘာသာစားဓမ္မောင်းမင်းနဲ့တဲ့တာပဲဟုတ်လားခြေဦးကြီးလည်းတဲ့တာပဲဘာလို့လဲပုံတဲ့အခုတပြေးလေးတော့ဟိုဟာမတဲ့ဘူးဒါမတဲ့ဘူးဟိုဟာမတဲ့ဘူးဒါမတဲ့ဘူးနဲ့မတဲ့တဲ့စင်းတွေကများလာနောက်ဆုံးစားတဲ့မရှိနောက်ဆုံးရေဝေရောက်တော့ရပါတယ်ဒီလိုပဲလူလောကအဲ့ဒါကကန္တရဟောအမှန်တန်ဖြတ်ကျော်ဖို့ခဲ့တဲ့ကိုချင်းတရားတဲ့နာချင်းတရားတဲ့သိချင်းတရားဒီကန္တရခရီးတွေကိုမဖြတ်ရတဲ့လူရှိသေးရဲ့ရှိပါဘူးရှင်မရှိဘူးအဲ့ဒါကဝကန္တရလို့ခေါ်တယ်အဲ့ဒီကန္တရတွေကကဲထုတ်နိုင်တာဘယ်လိုလဲလို့ဆိုရင်ဓမ္မပဲဟောဓမ္မကကဲထုတ်နိုင်တယ်ဓမ္မကိုပြည့်ပြည့်ဝဝရှင်းနိုင်တယ်ဆိုရင်ဥပမာပဲရှိသဘာဝတရားတွေကိုသိအောင်ပ
ထမဆုံးတတ္တဝါဆိုတဲ့အတွေးပျောက်သွားအောင်သဘာဝတရားတွေကြီးကိုသိရှိလာတာကိုနာမရူပပြိစ္ဆေကဉာဏ်လို့ခေါ်တယ်ဒီသဘာဝတရားတွေကဆံရဆံရအကြောင်းတွေကြောင့်ဖြစ်နေတာလို့အကြောင်းတွေကိုသိတယ်ပစ္စယပရိဒါဉာဏ်လို့ခေါ်တယ်အဲ့ဒီကနေဒီသဘာဝတွေတရားတွေကိုဆင်ခြင်စဉ်းစားကြည့်တဲ့အခါသဘာဝတရားတွေကဖြစ်ပြီးတော့ပြည့်နေတယ်ဆိုတဲ့အမြင်ကြီးမြင်လာပြီးဒီသဘာဝတရားတွေကညီးငွေ့เสียပဲကြောက်เสียပဲလက်เสียပဲဒီသဘာဝတရားတွေကလွတ်အောင်ကြိုးစားမှပဲလို့ဆိုတဲ့အသိဉာဏ်တွေဝင်လာလို့ရှိရင်ဒါဝိပဿနာဉာဏ်လို့ခေါ်တယ်။ရသော်ဘုရားကဒါလေးကိုအချင်းလေးပြောပြတယ်။ရူပတမေတိနိဗ္ဗိနဲ့တည်းရုပ်ခန္ဓာကြီးပေါ်မှာလည်းမင်းမလို့ချတော့ဘူးတဲ့။ဝေဒနာယပိနိဗ္ဗိနဲ့တည်းဒုက္ခဝေဒနာပဲဖြစ်ဖြစ်ဒုက္ခဝေဒနာပဲဖြစ်ဖြစ်ဥပိ္ပခဝေဒနာပဲဖြစ်ဖြစ်နိဗ္ဗိနဲ့တည်းမလို့ချတော့ဘူးပညာရပိနိဗ္ဗိနဲ့တည်းအမှတ်တင်ညာစိတ်တွေလည်းမလို့ချတော့ဘူးသင်္ခါရေတုပိနိဗ္ဗိနဲ့တည်းအတွေ့အကြံစေရနာစသည်သဘာဝတရားတွေပေါ်မှာလည်းမလို့ချတော့ဝိညာဏတမေတိနိဗ္ဗိနဲ့တည်းအသိစိတ်ကလေးပေါ်မှာလည်းညီးငွေ့လာတယ်ဟောဝိပဿနာဉာဏ်နဲ့သိလာလို့ရှိရင်ကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့သဘာဝတရားတွေခုမှအကူးเสียမရှိဘူးဖြစ်တယ်အဲ့ဒီအကူးရမရှိဘူးလို့သိလာတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုနိဗ္ဗိဒံဝိရိစတိမတွေ့တာတော့တွဲနေသေးရင်ထပ်လာနေတော့လေမလို့ကျင်တော့ဘူးကဲအိမ်မှာရှိတဲ့ပစ္စည်းတစ်ခုလိုချင်နေတဲ့အချိန်နဲ့မလိုချင်တဲ့အချိန်မှာမလိုချင်လို့ပြစ်လိုက်ပြီဆိုရင်အဲ့ဒီပစ္စည်းတွေပူပန်မှုရှိသေးလားရှိပါဘူးရှိတော့ကိုလိုချင်နေသေးရင်တော့ပူပန်နေမှာပဲအေးနိဗ္ဗိဒံဝိရိစတိအာယမှုကိုမရတော့ဘူးဆိုလို့ရှိရင်တွေ့တာမှုလည်းပြတ်သွားတယ်တွေ့တာမှုပြတ်သွားရင်နိဗ္ဗိဒံဝိရိစတိဝိရာဂာဝိမုစတိတွေ့တာမှုပြတ်သွားလို့ရှိရင်စိတ်ကလေးကလွတ်သွားပြီဘာကလွတ်သွားလို့ဆိုလို့ရှိရင်ကြည့်မျက်စိတို့အစဉ်အာယုန်တွေကိုမြင်တဲ့သို့တော့လောဘလည်းမလာဘူးဒေါသလည်းမလာဘူးဟောတာလွတ်သွားတာခေါ်တယ်လွတ်နေလိုချင်တယ်ဆိုတာလည်းမရှိဘူးမလိုချင်တာလည်းမရှိဘူးလောဘနဲ့လိုချင်တာသူလောဘနဲ့လိုချင်တာဆိုတာမရှိဘူးဒေါသနဲ့မုန်းတာဆိုတာမရှိတော့ဘူးနားကကြားတဲ့အတန်လေးကြားလိုက်ရင်လည်းလောဘကနေပြီးတော့လိုချင်တာမရှိတော့ဘူးဒေါသကနေမုန်းနေတာလည်းမရှိတော့နှာခေါင်းကနံနဲ့အနံလည်းပဲအနံပဲထားလိုက်တယ်လိုချင်တာလည်းမရှိဘူးမုန်းနေတာလည်းမရှိဘူးလျှာကနေပြီးတော့အရသာရှိတဲ့အစာလေးစားရတဲ့အခါမှာလည်းပဲလိုချင်တာလည်းမရှိဘူးမုန်းနေတာလည်းမရှိဘူးခန္ဓာကိုယ်ကထိတွေ့တဲ့ထိတွေ့မှလည်းပဲလိုချင်တာဆိုတာလည်းမရှိဘူးမလိုချင်တာဆိုတာလည်းမရှိဘူးလောဘရဲ့ဒေါသဒီနှစ်ခုကမောဟရဲ့ဆိုတဲ့ဒီအကုသိုလ်တွေကနေလုံးဝလွတ်သွားဝိပုဒ္ဒလို့ခေါ်တာစိတ်ကလေးကအာယုန်နဲ့တော့တွေ့သို့တော့ထိုအာယုန်ရဲ့ကြားထဲမှာလွတ်သွားတယ်ဒါပြောတာကြားထဲမှာဂလူးမရှိတော့ဘူးပြောတာကော်မရှိတော့စက္ကုလေးနှစ်ခုကထိတော့ထိနေတယ်မဟုတ်လားဆိုတော့ဆာယကလေးနှစ်ရက်ကိုထိထားပြီမဲ့လို့သူတို့နှစ်ခုကြားထဲမှာကော်မပါဘူးဆိုလို့ရှိရင်ခွဲလို့မရဘူးလားရတယ်လူတွေရဲ့စိတ်မှာခွဲမရဘူးဆိုတာကော်ပါနေလို့ခွဲမရဟုတ်လားကော်ကတော့ရိုးကော်ကိုစူပါဂလူးဖြစ်အဲ့တော့အာယုန်နဲ့စိတ်နဲ့ဘယ်လိုပဲတွေ့လောဘမလာဘူးဒေါသမလာဘူးဆိုလို့ရှိရင်ညှိနေပါမယ်မညှိတော့အဲ့ဒါကိုဝိမုဒ္ဒာလို့ခေါ်တာလွတ်သွားပြီလို့ပြောတယ်နော်အဲ့ဒီလွတ်သွားတဲ့အဆင့်ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ဘဝကံတာရမိခါနေပါဓမ္မကို practice လုပ်ရမှာအဲ့ဒီလိုလွတ်သွားပြီဆိုတဲ့အဆင့်ကြီးအောင်အထောက်ပါမယ်အဲ့ဒီလိုအထောက်လို့လွတ်သွားပြီဆိုတဲ့အဆင့်ရောက်သွားရင်ဘဝဆိုတဲ့ကန္တာရခရီးကြီးကိုဖြတ်ကျော်ဖို့ခက်တဲ့ကန္တာရခရီးမျိုးကြီးကိုနောက်ထပ်ရင်ဆိုင်ရမရှိတော့ဘူးရင်ဆိုင်ရမရှိရုံနဲ့မကဘူးအတ္တသာဒါနသံဃာကြီးထဲမှာပင်ပန်းခဲ့ရတာတွေမှန်သမျှလည်းအကုန်လုံးငြိမ်းသွားတယ်ဘာမှပင်ပန်းဆင်းရဲမှုဆိုတာမရှိတော့ဘူးလောကမှာဆွေးကြလည်းမရှိဘူးအတောကံဝိရဇံခိမံဆိုတာအဲ့ဒီမှာလားဟုတ်ကဲ့အတောကဆွေးကြဘာမှမရှိဘူးဝိရဇအငြိကြီးဆိုတာလည်းလုံးဝကင်းသွားပြီခေမ
လုံးဝငြိမ်းချမ်းသွားပြီစိတ်ကလေးမှာတော့အလမလားဒေါသလည်းမလားမောဟလည်းမလားသူစိတ်ကလေးကလုံးဝငြိမ်းချမ်းတယ်အဲ့ဒီအဆင့်ရောက်သွားပြီဆိုရင်ဓမ္မတရဏဂစ္ဆာမိဆိုတာအဲ့ဒီအဆင့်ရောက်အောင်သွားရမယ်လို့ဒီလိုဆိုတာနော်ရှင်သာရိပုတ္တရာတို့ရှင်မောက္ခလတို့ရဟန်းတော်တွေဟာဓမ္မတရဏဂစ္ဆာမိကိုအပြည့်အဝကျင့်ကြံကြိုးကိုအားထုတ်လိုက်ကြတဲ့အတွက်ကြောင့်နောက်ဆုံးမှာနိဗ္ဗာန်ဆိုတာကိုမျက်မှောက်ပြုမသွားကြဘူးလားမှန်ပါဗျာသင်္ခါရဆိုတဲ့မတည်မြဲတဲ့အရာတွေကိုကျော်လွှားပြီးတော့ထိုသင်္ခါရဆိုတာအကြောင်းတရားတွေကပေါင်းပြီးထုတ်လုပ်ထားတဲ့သဘာဝတရားတွေအဲ့ဒီသဘာဝတရားတွေကိုဖြတ်ကျော်ပြီးဘယ်သူမှထုတ်လုပ်ထားတာမဟုတ်တဲ့သာဝရအရေးချက်ကိုမျက်မှောက်ပြုသွားကြတယ်အဲ့ဒါဒီအပြည့်အဝဆုံးအဆင့်အမြင့်ဆုံးဓမ္မတရဏဂစ္ဆာမိဖြစ်ပါတယ်။ဒါကြောင့်ဓမ္မဆိုတဲ့နေရာမှာမဲ့လေးဓာတ်၊ကိုလေးဓာတ်၊နိဗ္ဗာန်အဲ့ဒီလောကုတ္တရာတရား၉ပါးကိုကိုယ်ပိုင်မျက်မှောက်ပြုရပြီဆိုလို့ရှိရင်ဓမ္မတရဏဂစ္ဆာမိလုပ်ငန်းပြီးဆုံးပါပြီလို့ပြောအောင်နော်။အဲ့ဒါလေးအတွက်အခြေခံကဘာကစမှာလို့ဆိုသီလကျင့်တာလဲဓမ္မတရဏဂစ္ဆာမိပဲဒါနကောင်းမှုလုပ်တာလဲဓမ္မတရဏဂစ္ဆာမိပဲအခြေခံအားဖြင့်စိတ်ကောင်းနှလုံးကောင်းထားတာတွေလဲဓမ္မတရဏဂစ္ဆာမိတူတူကူညီတာတွေဒါနကောင်းမှုပြုတာတွေသီလဆောက်တည်တာတွေအားလုံးမှာဓမ္မတရဏဂစ္ဆာမိတဲ့အကျုံးဝင်တယ်သို့တော့အခြေခံအဆင့်တွေလို့အောင်းလိုက်အဆင့်မြင့်ဆုံးဓမ္မတရဏဂစ္ဆာမိကျတော့မဲလေးပါးပုံလေးပါးနိဗ္ဗာန်ရှိအောင်ညောင်းမှဓမ္မတရဏဂစ္ဆာမိပြည့်စုံတယ်အေးဒါကြောင့်တရားသိခင်ဆိုတော့ပြိဿတို့ဒီဓမ္မတရဏဂစ္ဆာမိအလေးတွေကိုကြားနာစွာနားလည်ပြီးတော့ကိုယ်စီကိုယ်ကတို့တရားကိုကိုယ်ွယ်ပြီးဆိုသည်မှာတရားအတိုင်းလိုက်တာရှင်းသုံးကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောပေါက်ပြီးတော့ဓမ္မတရဏဂစ္ဆာမိတရားကိုကိုယ်စီရှင်းသုံးလိုက်နိုင်ကြပါစေကုန်သတည်းသာဓုမေတ္တာပို့ရအောင်သတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေသတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံနေဉာဏ်ကြပါစေမေတ္တာရေချမ်းသုံးငါဖြံနေဉာဏ်ကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတိသင်္ကမမနောတရတိသဗ္ဗေတံဘဝယံတုသူကန္တကာမေတ္တာပုံနေတိသင်္ကမစုပေါင်းကိုအမေတ္တာဓာတုရောင်ယူပဝင်ဝေလမြင်းနှင့်ရောင်ရင်ရှေယုံပေါင်းဆောင်ရအခြင်းကြောင့်သဗ္ဗေတံပြင်းမဲ့ဥဒ္ဒုံလုံးစုံများစွာသတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြစ်စဉ်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်စိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကတာစင်္ခါရအိညจิตာသာယာပွင့်လန်းချမ်းသာဒုက္ခတည်သောကုဗုဒ္ဓရာကြာဝန္တို့သည်ဘုံလန္တဝန္တာရှင်မြူဝမုံလူလည်းတည်လူဝဲကြုံကုပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနဂါလေအောက်လေးတဲ့ရောရှေသင်ပြန်ပိတိတိဟုသောယနန္တို့သည်ဘဝယံတုကောင်းစွာမဲ့တွေ့ကြိုင်နိုင်၍နေကြပါစေကုန်သတည်း